ကျုံးရည်ပြင်ပေါ်သို့မိုးဆက်များလွင့်ကနေမြုပ်ကြနေသည်နန်းရှိကျုံးရည်ပြင်ဘက်တွင်သာတွေ့ရတတ်သောပန်းလူရောင်ကြာငုံပွင့်များကိုစတင်မြင်ရမည်ကျမတို့နေအင်္ဂလိပ်ကိုရောက်လူပြီးရင်းနှီးနေကြထနောင်းပင်များရင်မော်ပင်တတိကွကွကလေးများကြာရွက်အရွယ်ဆောင်များနောက်ကြာဘုံငုံများကြာပွင့်များရင်းနှီးများပေါင်ထိပ်တွင်ကျမဆင်းရပါမည်ကားရက်လိုက်သောအခါမှမိုးကဝေါကနေရွာရှာပြစ်လိုက်တော့သည်တစ်တာအသေးကတစ်ဖက်ပခုံး၌လွယ်ထားသောလက်ပွေအိတ်ကတစ်ဖက်မိုးရီထဲ၌ချက်ချင်းဆူရွှဲသွားသည်ဒါကတော့မန္တလေးမိုးအစ်ပဲကားထွက်သွားသောအခါကျမမိုးရီထဲ၌ခဏကြံရည်သည်စစ်ပင်ကိုစီနှင့်ကျောင်းသူအရွယ်မင်းကလေးတစ်ဖွဲ့ကကျမကိုနောက်ပြန်လှည့်ကြည့်သွားကြ၏ညောင်ပေါင်အတိုင်းခက်တွတ်ရှောက်လန်းလာသောအခိုက်အတန့်၌ဆူဆွတ်သောကျမစပင်များတစ်ချက်လွင့်သွားသည်ဟိုမှာတစ်သားဖြူတရားလေးဤတရားကလေးကို1982ခုနှစ်တုန်းကကျမတို့နှစ်ယောက်ခင်းခဲ့သည်ဈေးအဖြူကိုတော့ကျမကိုယ်တိုင်တုပ်ခဲ့သည်ဤတရားကလေးသည်ကျမကိုမောက်ကိုစားကျူဆိုသူဖြစ်လေသည်တရားပေါ်တွင်ရှိနေကြကလေးတတိုင်မရှိပါကျမတယောက်တည်းရေဆူရွှဲလျက်ဖြစ်တန်လာရသည်ကြာဘူးကြာကိုင်းများရေစီးကြောင်းတိုက်တွန်းမှုကြောင့်ရင်းရွယ်နေကြသည်သူတို့ကိုကြည့်လျင်ကျမရင်ကယခုတိုင်နာနေစေဖြစ်သည်